ကျွန်တော်ဟာဘယ်တော့မှဖောက်ပြန်ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ခုနဆိုခဲ့တဲ့သချင်းလေးကကျွန်တော်ရဲ့ပထမဆုံး series ထဲကဒစိတ်ထဲလားဆိုတဲ့သချင်းလေးပါကိုရဲလွင်ရေးစတဲ့သချင်းဖြစ်ပါတယ်ကျွန်တော်ဆက်လက်ပြီးတော့မှပထမဆုံး series ထဲကပဲ You Are Me You လို့အမည်ရတဲ့သချင်းလေးနဲ့ဖျော်ပြချင်ပါတယ်